မျိုးသားကြံတဲ့ပြညာရေးကို ဒီနေရာမှာတော့ဘာမှမလုပ်ဘူးနိုင်ငံမှန်မှန်ကန်ကန်စံပြောင်းပြည့်စုံကြဖို့လိုအပ်မှာဖြစ်တယ်တိုက်ပွဲများကိုခိရောက်စွာကြိုတင်ကောင်းကောင်းစားစားနေကြရတယ်ကျွန်တော်စေဝိုင်းအေဂျင့်တာပါသေးလို့ဒီကုန်းဆက်တာလိုက်ပါတယ်။အဲ့မှာလေဓာတ်တို့ခွေးကြီးထားပြီးတော့မှအပြန်နဲ့ယုံကြည် ပြောကြခွင့်ရရှိတဲ့အတွက်များစွာ ဆိုင်ရာစာချုပ်ဟာပြည်ထောင်စုကြီးငင်းချမ်းရေးအတွက်သာလက်နဲ့ကင်ဖွဲ့များအချင်းချင်းစိတ်ဝင်းမပွဲကြဖို့အရေးကြီးပါတယ် ဒီငင်းငင်းကြီးလာကကြီးရအစိုးရကတောင်းဝန်နေရတော့ဖြစ်တယ်ရှင်ဒီကနေ့ဆွေးနွေးကြမယ်ဒါနဲ့ဒီ ပါစုမုံကောင်းပတ်ထူပြီးရှစ်ရက်တိုင်းဆွေးနွေးပွဲတွေပြုလုပ်ရမယ်ဆိုတဲ့ လူချုပ်လူကြီးမင်းအောင်နိုင်တဲ့ကွာကပ်တော်ဆရာစုကြည်များ 只要和平一天不实现，中方的努力就劝和促谈，帮助缅甸人民来实现和平，尽早实现和平，这个努力不会停止。第二，我想中方只是作为一个和平的促进者、推进者、支持者，但是我们不能够代替属于他们内政的事务，我们帮他们做决策，这是两个概念问题。